ဒီလိုမျိုး internet က video တွေကို command line ကိုသုံးပြီး download ဆွဲတဲ့နည်းလေးပြပြပေးမယ် command line ကနေ download ဆွဲဖို့အတွက်ကျွန်တော်တို့လိုအပ်တဲ့ software လေးကိုအရင်တင်ရမယ်အဲ့တော့ software ကိုရယူဖို့ browser ကနေပြီးတော့ yt.dlp ဆိုတဲ့အားလေးကိုကျွန်တော်တို့ရိုက်လိုက်မယ်ကြာလာတဲ့ link ကနေ installation ဆိုတာကိုအရင်သွားလိုက်မယ်ကိုယ့်ရဲ့သက်ဆိုင်တဲ့ platform ကိုဒီမှာရွေးပြီးတော့ကျွန်တော်တို့အရင် download ဆွဲလိုက်မယ်ကျွန်တော်တော့ window ရွေးပြီးတော့ download ဆွဲလိုက်မယ်ကျွန်တော် download တဲ့ကိုပဲဆွဲပြီးတော့ save လုပ်လိုက်မယ်အဲဒီ download ဆွဲပြီးသွားပြီဆိုရင် software ရှိတဲ့နေရာကနေပြီးတော့ဒီမှာ yt.dlp ရောက်လာလိမ့်မယ်ဒီကောင်ကို double click နှိပ်ပြီးတော့ကျွန်တော်တို့ install လုပ်ပြီးလို့မရဘူးတမန်ရွေးကြ software တွေ install လုပ်တယ်လို့မျိုးသူ့ကို install သူ့ကို command ကနေပြီးတော့အလုပ်လုပ်ဖို့အတွက်ကျွန်တော်ဒီ software ကိုဒီလို copy ကူးပြီးတော့ကျွန်တော် C အောက်က location ထဲမှာကျွန်တော်သွားပြီးတော့ paste လုပ်ပေးရမယ်အဲ့တော့ကျွန်တော်ဒီမှာ folder တစ်ခုစောက်လိုက်မယ် folder နာမည်က downloader ဆိုပြီးကျွန်တော်ပေးလိုက်ပြီပေါ့နော် downloader ဆိုပြီးတော့ကျွန်တော်ပေးပြီးတော့အဲ့ထဲကို paste လုပ်လိုက်မယ်အဲ့ထဲကို software ရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်ဒီအပေါ်မှာဒီ software ရဲ့လမ်းကြောင်း link ပေါ့နော်ဒီ link ကို copy ကူးလိုက်ဖို့အတွက် control C နှိပ်လိုက်မယ်ပြီးရင် window key နဲ့ R ကိုနှိပ်ပြီးတော့ systm.cpl ကိုရိုက်ပြီးတော့ enter တစ်ချက်နှိပ်လိုက်ဒီမှာပေါက်ကြလာမယ်ဒီပေါက်ထဲကနေပြီးတော့မှ advanced ကိုသွားမယ်ပြီးရင် environment variable ကိုတစ်ချက်နှိပ်ပြီးတော့ဒီအောက်မှာ patch ဆိုတဲ့လမ်းကြောင်းလေးရှိတယ်ဒီမှာ patch ဆိုတာလေးရှိတယ်နော်ဒီ patch ဆိုတာကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာ edit ကိုနှိပ်လိုက်မယ်edit ကိုနှိပ်ပြီးသွားရင်ကျွန်တော်တို့ဒီမှာ new ဆိုတာကိုရွေးပြီးတော့ခုနကတော့ကူးလာတဲ့လမ်းကြောင်းကို paste လုပ်ပြီးတော့ကျွန်တော်တို့ okay နှိပ်ပေးလိုက်မယ်အဲဒါဆိုရင် okay ဆက်တဲ့နှိပ်လိုက်အဲ့တော့ဒီ yt.dlp ဆိုတဲ့ software လေးလှုပ်လားမလှုပ်လားသိချင်ရင်ကျွန်တော်တို့ window key နဲ့ R ကိုနှိပ်ပြီးတော့ cmd လို့ရိုက်ပြီးတော့ဒီ yt.dlp ဆိုတာကို command ကို terminal ကနေရိုက်ကြည့်လိုက်မယ်ဒီမှာဒီလိုမျိုးပေါက်ကြလာလို့ရှိရင်ဒါသူ command အလုပ်လုပ်နေပြီလို့ပြောလို့ရတယ်เนาะဒါဆိုရင်ကျွန်တော်တို့ internet က video တွေကိုစမ်းပြီးတော့ download ဆွဲကြည့်မယ်အဲ့တော့ကျွန်တော်တို့အလွယ်ဆုံးဖြစ်တဲ့ YouTube ကိုသွားလိုက်ပြန်YouTube ကနေပြီးတော့ကျွန်တော်တို့သချင်းတပုတ်ကိုကျွန်တော်ဆွဲကြည့်မယ်နောက်ဒီမှာသချင်းတပုတ်ကိုဆွဲဖို့အတွက်အပေါ်က link ကိုကျွန်တော် copy ကူးလိုက်မယ်အပေါ် link ကို copy ကူးပြီးတော့ကျွန်တော်တို့ဒီမှာ download ဆွဲမယ် folder လေးကိုတစ်ချက်ဝင်မယ်အဲ့ folder ရဲ့အပေါ်မှာ cmd လို့ရိုက်ပြီးအနားနှိပ်လိုက်ဘာလို့ဒီ folder ရဲ့ပုံမှာရိုက်ရတာလဲဆိုတော့ဒီပုံမှန် cmd လို့ကျွန်တော်တို့ရိုက်လိုက်ရင်ပုံမှန် cmd ဆိုပြီးတော့ပဲကျွန်တော်ရိုက်လိုက်လို့ရှိရင်သူ့ရဲ့လမ်းကြောင်းကဒီမှာ c အောက်က user အောက်ကဆိုတဲ့ဒီလမ်းကြောင်းမှာဖြစ်နေမယ်အဲ့တော့ကျွန်တော်တို့ကဒီ desktop ပေါ်ကဒီ new folder ထဲမှာပဲတစ်ခါလေး download ဆွဲခြင်းတဲ့အတွက်ကြောင့်မလို့ဒီ new folder ကို double click နှိပ်ပြီးတော့သူ့ရဲ့လမ်းကြောင်းပုံမှာပဲ cmd လို့ရိုက်လိုက်တာဖြစ်တယ်အဲ့အတွက်ကြောင့်မို့လို့လမ်းကြောင်းကပြောင်းသွားပြီဒီမှာ c အောက်က user အောက်က 2rnd ဆိုတဲ့အောက်ကမှာ new folder အောက်ကိုတစ်ခါလေးရောက်သွားပြီဒီလိုမျိုးဟို customize folder ထဲမှာတစ်ခါလေး download file ကိုရောက်ချင်တဲ့အတွက်ကြောင့်မလို့ဒီကိုယ့်ရဲ့ customize folder ထဲမှာပဲ cmd ဆိုတာကိုရိုက်ပြီးတော့အနားနှိပ်လိုက်တာဖြစ်တယ်နော်အဲဒီ folder ထဲမှာ download ဆွဲဖို့အတွက် yt.dlp ဆိုတာကိုနှိပ်ပြီးတော့ခုနကူးလာတဲ့ link လေးကိုကျွန်တော်တို့ paste လုပ်လိုက်မယ် speed ချက်ချပြီးတော့ပြီးရင်အနားတစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ download သူဆွဲသွားပြီနော်အဲ့တော့ဒီ software ကဘာတွေကို download ဆွဲလို့ရရဲဆိုတော့ကျွန်တော်တို့ internet က video တွေအကုန်လုံး download ဆွဲလို့ရတယ်เนาะဒီဟိုမှာ YouTube ကမှမဟုတ်ဘူးတခြား website က software တွေကိုလည်း download ဆွဲလို့ရတယ်အဲ့တော့တခြား website တွေကျွန်တော်သွားဆွဲကြည့်မယ်เนาะတခြားအုပ်ရှင်တင်ထားတဲ့ website တွေပေါ့နော်ဒီမှာဒီ website တွေတခုကိုကျွန်တော်သွားဆွဲကြည့်မယ်ဒီ website မှာရှိတဲ့ video ရုပ်ရှင်ကားတွေကိုလည်းကျွန်တော်တို့ command line ကနေပြီး download ဆွဲလို့ရတယ်။ဟိုရုပ်ရှင်ကားတကားကိုကျွန်တော်ရွေးကြည့်လိုက်မယ်။ပေးကြည့်ပြီးတော့ဒီမှာအပေါ်ကနေပြီးတော့မှဒီသူ့ရဲ့ URL link တွေကိုကျွန်တော် copy ကူးလိုက်။ကူးပြီးတော့ခုန new folder ထဲမှာပဲနော်ဒီ new folder ထဲမှာပဲကျွန်တော်ဝင်ပြီးတော့ download ဆွဲလိုက်မယ်။ဒီလိုတစ်ချက်ရိုက်ပြီးတော့ yt.dlp လို့ရိုက်ပြီးတော့ခုနကူးလာတဲ့ link ကို paste လုပ်လိုက်ပြီးတော့အနားတင်လိုက်မယ်
ဒါဆိုရင်သူဒီမှာ download ဆွဲသွားပြီနော်ဒီအဲ့ဒီ link ကဥစားကိုပဲ download ဆွဲသွားရင်ဇကာ943 MB ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော် cancel လုပ်လိုက်မယ်နော်ဆက်မဆွဲတော့အဲ့ဒါဒီဗီဒီယိုကိုတခြားကျွန်တော် TikTok ကဗီဒီယိုတွေကိုလည်းကျွန်တော်ဆွဲလို့ရတယ်ကျွန်တော်တစ်ချက်ဆွဲပြမယ် TikTok ကဗီဒီယိုတွေအဲ့ TikTok မှာရှိတဲ့ဗီဒီယိုတွေလည်းအထူးနည်းလောက်ကောင်းမယ်နော်ကျွန်တော်ဆွဲခြင်းလဲဆိုရင်ဒီ right click နှိပ်ပြီးတော့မှာ copy link ဆိုတာကိုကျွန်တော်ပြလိုက်မယ်ကူးပြီးရင်ခုနကတော့လိုပဲဒီ new folder မှာဒီနှိပ်ပြီးတော့ find data DLP ဆိုရိုက်ပြီးတော့ paste လုပ်လိုက်ပြီးရင်ဒီအန်တာနှိပ်လိုက်ဒါဆိုရင်ခုနကတော့ video file လေးရသွားပြီနော် TikTok က video file လေးဒါဆိုကျွန်တော်ကဒါခုနကတော့ download ဆွဲထားတဲ့ file ပေါ့နော်ဒီကတော့ခုနကတော့ download ဆွဲထားတဲ့ဇာတ်ကားမပြီးသေးခင်ကျွန်တော် cancel လုပ်လိုက်တာဖြစ်လို့ဒီလိုလေးပေါ်နေဒါခုနဆွဲလိုက်တဲ့ video ဒါ TikTok က video ဒါခုန YouTube က video နောက်ပိုင်းမှာလည်းဒီ YouTube DL ကိုသုံးပြီးတော့ကျွန်တော်ဘာတွေလုပ်လို့ရသေးလဲဆိုတော့ resolution တွေကို customize ဆွဲနည်းနဲ့ MP3 တွေကိုတခါတည်း download ဆွဲနည်းနဲ့စက်တိုက်တဲ့ဒီကို download ဆွဲနည်းတွေကိုကျွန်တော်တင်ပေးမယ်ဒီဗီဒီယိုမှာတော့ဗီဒီယိုရှိသွားမှာဖြစ်တဲ့အတွက်မတင်ပေးတော့ဘူးเนาะစမ်းကြည့်ကြပါ